ဒါတော့ hydraulic ဆရာများအတွက်ကျွန်တော်တို့ဒီဆက်နည်းနည်းဆက်အကြပိုင်းနေပေါ့နော်ဆက်အကြပိုင်းနေဝါရင်းအစင်မပြေတော့တဲ့ဆက်ဒီ controller အစင်မပြေတော့တဲ့ဆက်ဒီပေါ့နော်အဓိကတော့ controller အကြောင်းကျွန်တော်တို့ဝါရင်းတိုင်းနေအစင်မပြေဘဲနဲ့ဆက်နှင်းနှီးတုံးနေရတဲ့ဆက်အုံနာတွေပေါ့နော်အများသောအုံနာတွေဒီလိုအုံနာတွေကိုဟိုပြောချင်တာပေါ့နော်ဒါတော့ကျွန်တော်တို့ဟိုကြောက်ကွင်းတွေလုပ်ငန်းမျိုးမှာအသုံးပြုနေတဲ့ဆက်အိုသွားတဲ့ဆက်တွေကအဓိကတော့ဝါရင်းကြောင့်အဆင်မပြေတော့အဆင်မပြေဘဲနဲ့လေးကန်ပြီးသုံးနေရတဲ့ဆက်တွေမှာကျွန်တော်တို့ K3B ပန့်ကိုတွဲဘက်အသက်ဆင်ပြုံးသုံးပြုတဲ့ဆက်တွေမှာတက်ဆင်ရန်ဖြစ်ပါတယ်ဒီဘားလေးကတော့ speed control bar လို့ခေါ်ပါတယ်ဒီ speed control bar လေးကဒါကျွန်တော်တို့ K3B 112နဲ့တက်ဆင်ပြီးတော့သုံးပြုတဲ့အခါမှာသူကကျွန်တော်တို့ဆက်အသစ်တုံးကလို့ controller နဲ့ထိန်းချုပ်ထားတဲ့စနစ်ပုံစံမျိုးဆက်ကတွက်လက်ပေါ်ပါနေမှာဖြစ်ပါတယ်ဆက်တဲ့တွက်လက်ပေါ်ပါနေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဆက်ရဲ့ဝါရင်းစနစ်အတိုင်းအသုံးပြုတာဖြစ်တဲ့ဆက်ကတွက်လက်ပေါ်ပါပြီးတော့လုပ်ငန်းတွင်ကျင်မဲ့လုပ်ငန်းအောင်မြင်လုပ်ငန်းကိုရှော့ရှော့မွေ့မွေ့အောင်မြင်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီပန်လေးတက်လက်ဒီလိုဆက်ကဒါမြန်မာနိုင်ငံမှာလည်းတက်ဆင်အောင်မြင်ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီ speed control bar လေးကိုနေပြီးတော့ TR service group မှာမှာယူတက်ဆင်နိုင်ပါတယ်ကျွန်တော် service group အနေနဲ့လည်း line နဲ့တက်ဆင်ပေးမှာအာမခံပြီး line နဲ့တက်ဆင်ပေးနိုင်မှာဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကိုကြောက်တက်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့နီးပညာမျှဝေပေးမှာဖြစ်ပါတယ်ဒီပန်လေးကကျွန်တော်တို့ K3B ပန်နဲ့အသွယ်သက်အသုံးပြုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ K3B ပန်တက်ဆင်တော့ excavator မျိုးစုံဟိုအသုံးပြုနိုင်မှာဖြစ်ပါတယ် excavator ကတာဗီလာအစပေါ့နော်ကတာဗီလာတွေဆိုတို့ဟီတာရှီတို့ကိုမတ်စုတို့စသဖြင့်ဒီနီးပညာနဲ့ကျွန်တော်တို့ဒါအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီနီးပညာတော့ကျွန်တော်တို့ NDY ကုမ္ပဏီကထုတ်လုပ်တဲ့တရုတ်နီးပညာဖြစ်ပါတယ်ဒီဘိုင်ဘက်ပါလဲကျွန်တော်တို့ဒီ speed control bar လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့အင်ဂျင်စက်တွေပေါ်ပါတော်နဲ့အသုံးပြုနိုင်မှာဖြစ်ပြီးတော့လုပ်ငန်းပို့တင်ကြမှာဖြစ်ပါတယ်ဒီဘားလေးအသာချက်ကကျွန်တော်စီစားသက်သာချင်းကျွန်တော်တို့အော်တိုစနစ်တွေလို့ပေါ့နော်ဆက်ကဆိုလင်းမြန်ပေါ်ပါအသုံးပြုတယ် hydraulic ဖိအားကြောင့်ဆက်အင်ဂျင်ဝစ်ချင်းပြုချင်းမရှိတော့အင်ဂျင်ဟီမတက်ချင်းစီစားသက်သာချင်းလုပ်ငန်းတွင်ကျယ်ခြင်းပေါ့နော်စသဖြင့်အဲ့ဒီအကျိုးကျေးဇူးဆက်ကိုဆက်နှစ်တူအောင်မောင်းနေခွင့်ရမယ်အခွင့်အရေးဖြစ်ပါတယ်ဒီပါ K3B 112နဲ့တွဲဖက်တက်ဆင်ရမယ်ဒီဘားဆက်တွဲလေးဒီ speed control bar ဆက်တွဲလေးမှာတော့ပိုက်ပါမယ်ပိုက်တွေပါမယ်ဒီ hydraulicပိုက်တော့ပန်ပါမယ်ကျွန်တော်တို့speed control bar လေးတွေပါမှာပေါ့နော်ဒီအောက်မှာကျွန်တော်တို့ထူးခြားတာတစ်ခုကကျွန်တော်တို့ရှင်းပြချင်တာတော့ဒီ pilot pan ဟာကျွန်တော်တို့ original ပါတဲ့ K3B မှာပါတဲ့ဒီပါကျွန်တော်တို့လျှက်စင်းတဲ့လုံးလုံးက K3B မှာပါတဲ့ pilot pan နဲ့မတူပါဘူးသူက pressure ကောင်းနှာခေါင်းထွက်ပေါ်ပါမယ် pressure ကောင်းနှာခေါင်းနဲ့ဒီဘားနဲ့တွဲပဲချိတ်ဆက်ပြီးတော့မှအသုံးပြုရမှာဖြစ်ပါတယ်ဒီဘားလေးတွေကကျွန်တော်တို့နေပြီးတော့မှကျွန်တော် TR service group မှာမှာယူနိုင်ပါတယ်ခင်ဗျာဖုန်းနံပါတ်ကတော့8992339513300ကိုဆက်သွယ်မှာယူနိုင်ပါတယ်ကျွန်တော်တို့ group တီ page တွေ TikTok page တွေ TikTok Facebook group Facebook page တွေ Facebook account တွေ TikTok account တွေမှာလည်းဒါမှာရောင်းချပေးနေတာဖြစ်ပါတယ်ဒီဘားလေးကဒီအတွဲဒီလက်ရှိဒီပုံစံအတွဲလေးဆိုလို့ရှိရင်ဒါ K3B 112 140စတဲ့ကျွန်တော်တို့29ဟွန်တိုင်း300စသဖြင့်ဟွန်တိုင်း300ဟွန်တိုင်း21မျိုးစုံပေါ့နော် K3B နဲ့တွဲတဲ့ပန့်မှန်သမျှဟိုကျွန်တော်တို့ဒီအတွဲလေးနဲ့ဆိုရင်ဒါကျွန်တော်တက်20ဆိုရင်ဒီအတွဲလေးနဲ့တက်ဆင်3ပြီးတော့မှဖြစ်ပြီးတော့ကျွန်တော်တို့ဆို12တန်ကနေပြီးတော့12တန် K3B 63ပေါ့နော် K3B 63နဲ့တက်ဆင်နဲ့ကျွန်တော်တို့12တန်13တန်နေပြီးတော့15တန်16တန်18တန်ထိကိုကျွန်တော်ဒီအတွဲလေးနဲ့သုံးပြီးတော့မှဖြစ်ပါတယ်ဒီအတွဲလေးနဲ့တွဲဖက်သက်ဆင်အသုံးပြုလိုက်လို့ရှိရင်ကျွန်တော်တို့ဝါယာရင်းမလိုတော့ပါဘူးကျွန်တော်တို့ဝါရင်းလုံးဝမလိုတော့ပါဘူးဝါရင်း hydraulic ပန့်ကိုတွဲရမယ်ဝါရင်းစနစ်တွေလုံးဝမလိုအပ်တော့ပါဘူးဝါရင်းစနစ်တွေကိုမတက်ရှင်တော့လဲရတယ်တက်ဆရာမလိုတော့အောင်လုံးဝအဆင်ပြေသွားမှာဖြစ်ပါတယ်မတက်လုံးဝတက်ဆရာမလိုတော့ပါဘူးဒီကအင်ဂျင်ကသူကနေအင်ဂျင်ရဲ့စနစ်ရအင်ဂျင်ဟိုကျွန်တော်တို့ controller နေတော့တကောင် ECU နဲ့တကောင်အင်ဂျင် power နှိမ့်လို့ရတယ်ဆိုရင်အဆင်ပြေပါပြီအင်ဂျင်ကဟိုမှာရိုးအင်ဂျင်ဆိုလို့ရှိရင်ကျွန်တော်တို့ inline ပတ်ဆိုရင်ကျိုးဆွဲနဲ့ကိုအဆင်ပြေပါတယ်ကျိုးဆွဲပြီးတော့မောင်းထားရင်ကိုအင်ဂျင်ဝှေ့ချင်းပြချင်းမရှိတော့ပါဘူး
ဒါမို့အင်ဂျင်လိုင်းကိုကျွန်တော်တို့ဝါရင်းစနစ်ခံပြီးတော့သုံးပြုထားရင်လည်းပဲကျွန်တော်တို့ဒီဘားကို hydraulic စနစ်အတွက်ကိုလုံးဝ hydraulic controller မလိုတော့ဘဲနဲ့ hydraulic စနစ်မလိုတော့ဘဲနဲ့ power shift စနစ် PRV စနစ် PRV attachment စနစ်မလိုတော့ဘဲနဲ့ဝါရင်းစနစ် line မလိုတော့ဘဲနဲ့ဒီ speed control bar နဲ့တင်ထိန်းချုပ်မောင်းနေနိုင်မှာဖြစ်ပါတယ်စီစားခြင်းတက်တာခြင်းအင်ဂျင်ဆက် heat hydraulic heat ခြင်း engine heat ခြင်းနောက်ပြီးတော့အဲ့ဒါတွေကင်းလွတ်သွားမှာဖြစ်ပြီးတော့နောက်ပြီးတော့ဆက်တစ်စီးကိုဆက်ကိုမူလအသစ်တုံးကအတိုင်းပဲပေါ့နော်မောင်းနေနိုင်မှာဖြစ်ပါတယ်ဒီဘားကိုတက်ဆင်အသုံးပြုခြင်းအပြင်ဆက်ရဲ့ကြန့်ခိုင်ရေးပေါ်မှာမူတည်ပြီးတော့ hydraulic pressure ကိုကျွန်တော်တို့8000 1000စသဖြင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်အခုနောက်ပေါ်တဲ့ဆက်ဇွန်လိုင်းယုံတို့လူကောင်းတို့စသဖြင့်တော်တော်များများဆက် model မြင့်တဲ့အမြင့်ဆုံးဆက်တွေမှာလည်းပဲကျွန်တော်တို့အခုအရင်တော့မှကျွန်တော်တို့ pressure တွေနဲ့မတူအောင်ပုံမှန်များပြားလာတာဖြစ်ပါတယ်ပုံမှန်များပြားလာတဲ့ pressure တွေကိုလည်းအဲ့ဒီနီးတူကျွန်တော်တို့ power ဒီ speed control bar လေးအတွဲဆက်လေးနဲ့တက်ဆင်ဖြင်းကျွန်တော်တို့ဒီ hydraulic pressure အမြင့်များစွာကို pressure မြင့် pressure ဆက်ရဲ့ condition ပေါ်မှာမူတည်ပြီးတော့ pressure မြင့်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမိတ်ဆက်ခြင်းဖြစ်ပါတယ်ဒါကတော့မလေးရှားမှာလည်းအောင်မြင်ပြီးသားပါမြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ဒီဟာ service group မှာကျွန်တော်ကိုသူရအနေနဲ့လိုက်လံတက်ဆင်ပြီးတော့အောင်မြင်ထားတဲ့ဆက်အများကြီးရှိပါတယ်ကျွန်တော်တို့ကိုဘက်ကိုတွေရှိတယ်ကိုဘက်ကိုတွေရှိမယ်ကိုမဆုရှိမယ်ကျွန်တော်တို့ကတာဗီလာရှိမယ် GCB ရှိမယ်ဒီ K3V နဲ့တက်တဲ့ Volvo ဘာညာပေါ့ဆက်အမျိုးစုံကိုကျွန်တော်တို့လိုက်လံတက်ဆင်ပေးထားတာညောင်များရှိပါတယ်ဒီ speed control bar လေးနဲ့ကျွန်တော်တို့ controller လုံးဝမလိုတော့ဘဲနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ဆက်ရဲ့အရှင်တခင်လုံးဝပါတဲ့ sensor စနစ်တွေပါတွေဟိုကျွန်တော်တို့manual အနေနဲ့ပြောင်းပေးရတဲ့အနေထားတော့ရှိပါတယ် manual အနေနဲ့ပြောင်းပေးရတဲ့ဆိုတာဒါကျွမ်းကျင်တဲ့ဆက်ဆရာအနေနဲ့ဆိုရင်ပိုသိပါတယ်ဒီကောင်ကတော့ engine hydraulic pump ကိုထိန်းချုပ်တဲ့စနစ်ဖြစ်တော့တဲ့ကြောင့်မလို့ engine လုံးဝဝစ်ထင်းပြုရှင်ရှိရမှာမဟုတ်ဘဲနဲ့ဆက်ကလုံးဝကောင်းမွန်နေမှာဖြစ်ပါတယ်ခင်ဗျာ